မင်္ဂလာပါဗျကျွန်တော်ကတော့ထူးစစ်စီတပ်ဖွဲ့ SOF စစ်ကြောင်းနဲ့မှာတာဝန်ထမ်းဆောင်လျက်ရှိသောရဲဘော်ပေတံဖြစ်ပါတယ်ကာကွယ်ရေးညီဌာနမှာပေးရသော32ကြိမ်မြောက်တရင်ထောက်ပံ့နေအထွေထွေ3ကြိမ်ကိုကျွန်တော်တို့ထူးစစ်စီတပ်ဖွဲ့ SOF မှာလက်ခံရရှိပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကမူပြပြတူကာကွယ်ရေးတပ်3000တာရင်ရဲဘော်လာယူရဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးမှ32ကြိမ်မြောက်ပေးအားတဲ့ထောက်ပံ့မှုနည်းထွေထွေ30မြောက်လက်ခံရရှိပါတယ်မင်္ဂလာပါကျွန်တော်ကတော့မက်တစ်တုံးနဲ့မက်ဘေခရိုင်ရုံးတပ်ဖွဲ့မှာအနာရေးတောင်းလာရဲဘော်ပလားလေးပဲဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနမှာပေးရတော့32ကြိမ်တော့တရင်ထောက်ပံ့စေနဲ့ပြည်သူ့ရေးကိုလက်ခံရရှိပါတယ်။ကျွန်တော်ကတော့ AR တိုင်းစစ်ဌာနအမှတ်29ပြပါဟင်းလာခရိုင်အမှတ်1တရင်တာဝန်ထမ်းဆောင်နေသောရဲဘော်ချင်းကိုဖြစ်ပါလေ။ကာကွယ်ရေးဝန်ကြီးဌာနမှာပေးရတဲ့32ကြိမ်မြောက်တရင်ထောက်ပံ့တဲ့ထွေထွေ3ကြိမ်ကိုဟင်းလာခရိုင်အမှတ်1တရင်မှာလက်ခံရရှိပါတယ်။ကျမကတော့တော့ကြီးကခုနကောင်တန်ရင်ရုံတွေတောင်းဝထားဆောင်နေတော့ရဲမေစင်စင်ပဲဖြစ်ပါတယ်ရှင်။ကာကွယ်ရေးဝန်ကြီးဌာနမှာ32ကြိမ်မြောက်ပေးရတဲ့တရင်ထောက်ပံ့တဲ့ထွေထွေ3စရိတ်ကိုကျွန်တော်တို့တော့ကြီးကန်းတရင်မှာလက်ခံရရှိပါတယ်ရှင်။ကျွန်တော်ကတော့ပဲခူးတိုင်းစစ်ဌာနအမှတ်175ဒရုန်းတူတပ်ဖွဲ့မှာဆက်သွယ်ရေးတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဝက်ဖက်မယ်ဖြစ်ပါတယ်ခင်ဗျာ။ကာကွယ်ရေးဝန်ကြီးဌာနမှာ32ကြိမ်မြောက်ပေးရတဲ့တရင်ထောက်ပံ့တဲ့ထွေထွေ3စရိတ်အားကျွန်တော်တို့အမှတ်175ဒရုန်းတူတပ်ဖွဲ့မှာလက်ခံရရှိပါတယ်ခင်ဗျာ။ဒီတို့တော်လာရေးထပ်ဖို့တတရအိမ်မှာတော်ထဆောင်ကြလိုက်ဒီတွင်ပြပထပ်ဖို့တတကိုလေးစားကုန်ကြောင်းပြောကြလိုပါတယ်ပြည်သူတော်လှန်ရေးထောက်ဖို့တဲ့ PR မှာအခုဆိုရင်တော့၄နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်ဒီနှစ်တာကာလတစ်လျှောက်လုံးနောက်တန်းကနေကြားခိုင်တဲ့စိတ်ဓာတ်နဲ့အတူရှိပေးခဲ့တဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်ဒီလေးနှစ်ပြည့်မှာကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့များကလည်းဒီတန်းကနေရဲဝင်ဆောင်တိုက်ပွဲဝင်ခဲ့ကြတယ်ပြည်သူတော်လှန်ရေးထောက်ဖို့တဲ့ PR ကလည်းနောက်တန်းကနေကြားခိုင်တော့စိတ်ဓာတ်နဲ့ရဲပေါဝင်ပြီးခဲ့တဲ့အတွက်ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့များနေပြီးတော့ပြည်သူပြည်ရှိပါတယ်လာပါငါတို့ရုံးမယ်